36 ရမ16ဖြစ်ကြလား ပြပါမှာ4.2 km မရှိ အဲ့လောက်ပဲရှိတယ်လားဟုတ်လားအမ ရှင်းဆမ်းမဆမ်းပါ အော်အမတို့ကအဲ့လောက်ပါနော်ကျွန်တော်တို့ကနည်းနည်းလေးပက်ခဲ့ရတယ် ဟော အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကတော့ကျွန်တော်မနေ့ကစနေနေ့က cherry tree ပြီးခဲ့တဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဒီ cherry tree ကတော့16 km ရဲ့36 km ရဲ့ဆိုပြီးတော့လမ်းကြောင်းတစ်ခုနဲ့ပြေးရဖြစ်ပါတယ်ကျွန်တော်ဘာဝင် join ခဲ့တာကတော့36 km ပြေးဝဲဖြစ်ပါတယ်အခုကျွန်တော်တို့မနေ့က9နာရီအရောက်ကျွန်တော်တို့ကမ္ဘာကြီးမှာစုကြပါတယ်အခုကျွန်တော်ဘာဝင်ပြေးခဲ့တဲ့36 km ရဲ့လမ်းကြောင်းတော့တော်တော်လေးကိုရှည်လျားပါတယ်ကျွန်တော်တို့တွေ coffee cycle နဲ့ tissue cycle နဲ့ eucalypt cycle တွေကိုလည်းဖြတ်ရပါတယ်ပြီးတော့အကြီးကိုင်အထက်ဦးရွှေတင်ရွှေမြင့်သာစံကောင်းလေးဆိုတဲ့ရွာတွေကိုလည်းဖြတ်ပြီးတော့ပြေးရပါတယ်ရေပြတောင်ရေတကွင်ရဲ့အတက်ဆင်းလမ်းတွေကိုလည်းကျွန်တော်တို့ကြော်ပြီးတော့ပြေးခဲ့ရပါတယ်အခုဒါကတော့ကျွန်တော်ပြေးခဲ့တဲ့မတန် result လေးဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးတစ်ဝက်ကျော်လောက်ထိကိုကျွန်တော်ကောင်းကောင်းမွန်မွန်ကြော်မှုပြနေပါတယ်ဒါပေမဲ့လို့နောက်ထပ်တစ်ဝက်ကိုတော့ကျွန်တော်ဒီချစ်တော်နဲ့ပေါင်းကြွက်သားပေးကြွက်သားလေးရန်ကိုနားလာတဲ့အတွက်ဘလုံးမပြေးလို့မရတဲ့အတွက်ကျွန်တော်လမ်းကိုပဲခက်တဲ့ရှောက်ပြီးတော့ကျွန်တော်ပေါင်းဝင်ခဲ့ရတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ပြေးခဲ့တဲ့လမ်းကြောင်းတစ်လျှောက်ကအတွေ့အကြုံတွေကိုထပ်တူလိုက်ပါခန်းစားကြည့်ပေးပါဦး အခုဆိုတော့ကျွန်တော်တို့တွေကာထောက်ကလည်းစပြေးနေကြပါပြီအခုကျွန်တော်တို့ကန်တော်ကြီးထဲမှာရှိနေတဲ့ဒီ cycling tutorial တွေခြားထဲမှာပြေးရတာကိုတော်တော်လေးကြားခဲ့ပါတယ်အခုဆိုတော့ကျွန်တော်ကန်တော်ကျန်းတွေထွက်ပြီးတော့ကန်တော်ကြီးပြင်မှာရှိနေတဲ့ဒီလမ်းလေးကနေကန်တော်ကြီးရှိမြင့်တဲ့စာလမ်းတိုင်းမှာဆက်ပြေးရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ကန်တော်ကြီးကိုကြော်သွားတဲ့ခါမှာတော့ဘယ်ဘက်ကိုချူပြီးတော့ coffee cycle ကြားရကနေဆက်ပြီးတော့ပြေးခဲ့ရပါတယ်ပြီးတော့တစ်ဆက်တည်းကျွန်တော်တို့မြို့ဆောင်လမ်းဘေးကထင်းရှူတော်တဲ့ကိုဖြတ်ပြီးတော့ပြေးရပါတယ်ထင်းရှူတော်နေပြေးတာကီလိုမီတာ800ပတ်ခိုင်းတော့တက်ဖို့ရိုင်းနေတယ်အားကြိုက်တာအိုးကြော်ပြီကွာလာပြီ ဟဲ့အခုဆိုတော့ကျွန်တော်တို့တွေအခုနက coffee cycle နဲ့ထင်းရှူတော်ကိုဖြတ်ပြီးတော့ပြေးပြီးတော့မြို့ဆောင်လမ်းမှာပြန်ရောက်ပါပြီကျွန်တော်မိုက်တယ်ဒါတော့မနေသိမ့်မထွက်နေထွက်ပုံလိုက်ပါကျဟိုကျွန်တော်အပြင်ဘက်ရောက်လို့လေ ဟုတ်တယ်ကြောက်နေဘက်ရောက်ပါလေ ဟုတ်တယ် ရေးလိုက်တာမှန်ပါ့ ဟောလာတိတ်နေတော်လာတယ်ဟဲ့ အခုဆိုတော့ကျွန်တော်တို့မြို့ဆောင်လမ်းပေါ်ကနေဘယ်ဘက်ကိုချိုးပြီးတော့ဒီ tour trail line လေးကနေဆက်ပြီးတော့ပြေးခဲ့ရပါပြီဒီလမ်းကြောင်းကတော့ကျွန်တော်တို့16 km နဲ့36 km နဲ့စုံတဲ့လမ်းဖြစ်ပါတယ်အခုဒီ trail လမ်းကြောင်းလေးပေါ်မှာတော့16 km အပြည့်ပြိုင်မှုပြိုင်နေတယ်ရုပ်ရှင်မင်းသမီး academy မှာဖွင့်နေကျွန်တော်ခဏဆုံလို့အမတ်တရဗီဒီယိုမတန်လေးရိုက်ခဲ့ပါတယ်အစီပြေ35 35နော်36ရမ16ဖြစ်ကြလား ပြပါ အမမနေ့ကလာကြားလို့မလို့ ဟုတ်ကဲ့ပြပါ ဟုတ်ကဲ့ပါမှာ4.2 km မရှိ ဟုတ်ကဲ့အဲ့လောက်ပဲရှိတယ်လားဟုတ်လားအမ ရှင်းဆမ်းမဆမ်းပါ အော်အမတို့ကအဲ့လောက်ပါနော်ကျွန်တော်တို့ကနည်းနည်းလေးပက်ခဲ့ရတယ် ဟော ကန်လေးတွေပက်ခဲ့ရတယ်ဟိုပြေးလိုက်မနော်အမကျေးဇူးပါဘိုင်ဘိုင်ခုတော့ station 1ကိုရောက်ပါပြီဟိုဘက်ကတော့16 km ကျော်ဟုတ်ကဲ့လားပါ အခု
အခု next station 1မှာပဲ16ကီလိုမီတာနဲ့36ကီလိုမီတာလမ်းခွဲခဲ့ပြီးတော့အခုကျွန်တော်တို့တွေကတော့ကျွန်တော်လည်းနာမည်ဆက်လာခဲ့ပါပြီအခုဒါကျွန်တော်တို့ကြီးကန်ရွာအတင်ရနေဟို Final Hill Resort ရှိတဲ့လမ်းမကိုဦးတင်နေကြပါတယ်တော်တော်လှတိတ်နေခုအန်တေဦးရရွာပြင်အားယူကလစ်တန်ပြစိုက်ခင်းတွေချရရောက်နေပါပြီလေ ရ ခင်းပြလား ပြည့်ရโอเค ပြန်တွေ့ပြီအခုဆိုရင်တော့ကျွန်တော်တို့ကြီးကင်နဲ့အန်တေဦးရွာကြားဘာယာဟေး resort ရှိမှရှိနေတဲ့ကားလမ်းကိုပြန်ဆုံးပါပြီဒီကားလမ်းကနေကျွန်တော်တို့ကားလမ်းတိုင်ပဲအန်တေဦးရွာဘက်ကိုဆက်ပြီးတော့ UTV ပြရမှာဖြစ်ပါတယ်ခုကျွန်တော်တို့ဒီကားလမ်းမပြန်ရပါဘူးခုဆိုတော့ကျွန်တော်တို့အန်တေဦးရွာလေးကိုရောက်ပါပြီကျေးဇူးပါခင်ဗျာခုကျွန်တော်တို့အန်တေဦးရွာလဲမှာရှိတယ် station 2ကိုရောက်ပါပြီအခုဆိုတော့ကျွန်တော်အန်တေဦးရွာလဲမှာရှိတဲ့ station 2ကနေရှေ့ကိုဆက်ထွက်ခဲ့ပါပြီခုဆိုရင်တော့အန်တေဦးရွာပြင်ညောင်ပင်ထိတ်ကနေရွှေသိန်းရဘက်ကိုပြန်ချိုးခဲ့ပါပြီအခုဟုတ်ကဲ့ပါခုစတော့ကျွန်တော်ရွှေသိန်းရတယ်ကိုမှာပြီဘိုင်ဘိုင်တတာโอเคရွှေသိန်းရကနေဒီဘက်ကိုသွားတဲ့လမ်းကခုလိုတောက်ကျန်းလမ်းနေသွားတာဖြစ်ပါတယ်အကုန်းတက်ဆင်းနေတယ်ဘေးမှာဆိုလို့ရှိရင်တော်တော်လေးစိုက်ခင်းနေလမ်းမြင်ရတယ်ခုစတော့ဒါကျွန်တော်တို့ရေပြန်လာရေခွင်ရှိတဲ့အစင်လန်းကိုရောက်ပါပြီရှေ့မှာကျွန်တော်တို့ first quarantine လောက်ရမယ်ဖြစ်ရမယ်ချက်ပွိုင်းရှိပါတယ်အချက်ပွိုင်းကိုအချိန်မရအောင်သွားနိုင်မှာကျွန်တော်တို့80ပြန်ဝင်ရှိမှာဖြစ်ပါတယ်ခုရောက်တော့မှာပါအားလုံးပဲလက်ကြည့်ပေးပါခုစတော့ကျွန်တော်တို့ရေပြန်လာရေခွင်ချက်ပွိုင်းကိုရောက်ပါပြီအေးစိန်ရအောင်နော်ဒီတောင်တက်တဲ့ဟာတော့ပန်းမယ်ကျွန်တော်တို့ဒီ station ကနေတောင်မတက်ပြီးတော့ရေပြန်အောင်ဂုံးတက်ကိုတက်ပြီးတော့ရှင်မြင့်တာရဘက်ကိုသွားမှာဖြစ်ပါတယ်အခုကျွန်တော်ရေပြန်အောင်ချက်ပိုင်းကနေကျွန်တော်ရှေ့ကိုဆက်ပြီးတော့ချစ်တက်ခဲ့ပါပြီကျွန်တော်တို့ရေပြန်အောင် view point ထိပ်ကိုရောက်ပါပြီခဏနားအောင်မယ်မပြန်ကြီးကျဲပါလားမဒီဘက်မှာချားပြရပတ်တက်ပုံရိုက်ကြတယ်ကျွန်တော်ကကျဲစားနေပါလားအခုဆိုတော့ကျွန်တော်တို့ဒီကနေ့ view point ကအေးစင်နာပြီးတော့ပြန်ထွက်ခဲ့ပါပြီနောက်ထပ်10 ကီလိုမီတာလောက်ကျွန်တော်တို့ဆက်ပြီးတော့သွားရပါဦးမယ်အားလုံးပဲဆက်လက်ခဲ့ကြည့်ပြီးတော့အခုကျွန်တော်တို့ရွှေမြင့်တာရွာနာကိုရောက်ခံနေပါပြီခုလိုတောင်စင်းတောင်တဲ့လမ်းလေးတွေနဲ့လေတဖြည်းဖြည်းနဲ့သွားတာရမ်းမိုက်ပါတယ်ဒါကတော့ကျွန်တော်တို့ရွှေမြင့်တာရွာအပြင်မှာရှိနေတဲ့ trail လမ်းဖြစ်ပါတယ်အခု trail လမ်းလေးကနေရွှေမြင့်တာရွာလေးကိုလှမ်းမြင်နေရဖြစ်ပါတယ်ဟိုးနောက်ကျော်ထင်းရှူတော်လေးလှမ်းမြင်ရပါတယ်ခုဆိုတော့ကျွန်တော်တို့
ရွှေမြင့်တာရွာတဲ့ကိုရောက်ပါပြီအခုရွှေမြင့်တာရွာထဲမှာရှိနေတဲ့ဒီ Ryan D Station ကိုရောက်ပါပြီခုဒါတော့ရွှေမြင့်တာရွာလေးပဲဘေးမှာကျွန်တော်သွားတိုင်းရောက်တိုင်းမှာအမြဲတမ်းရိုက်ပြန်နေကြရှုခင်းနေဖြစ်ပါတယ်ဘယ်နှခါရောက်တကယ်ကိုမယူပါဘူးအခုကျွန်တော်တို့ရွှေမြင့်တာရွာလေးလမ်းနေအခုရှေ့ဆက်တက်ပါပြီအခုကျွန်တော်တို့ရွှေမြင့်တာရွာလေး transformer ပေးရနေကျွန်တော်ထင်းချစ်တဲ့ဘက်ကိုမတော်ပဲနဲ့အခုညာဘက်ကိုချူပြီးတော့တောလဲကနေတောမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရွှေမြင့်တာနဲ့အန်တေဦးရွာကြား train လမ်းလေးဖြစ်ပါတယ်ခုဆိုတော့ကျွန်တော်တို့တွေစင်ကောင်းလေးရွာဘေးမှာရှိနေတဲ့မနောအိမ်ရနာကိုရောက်တော့မှာဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့တွေပန်းမဝင်ခင်နောက်ဆုံး station ဖြစ်တဲ့စင်ကောင်းလေးရွာလေယာ station ကိုရောက်ပါပြီခုဆိုတော့ကျွန်တော်စက်ကောင်းလေးရွာကနေရွေးဆောင်လမ်းကိုဖြတ်ပြီးတော့ကန်တော်ကြီးပတ်ဝန်းတဲ့နေရာရှိတဲ့နေရာကိုကျော်ပါတော့မယ်အခုကန်တော်ကြီးရှိရောက်ပါပြီပတ်ဝန်းကနေမှတို့ရွာနေတာအခုဒီ36ကီလိုမီတာ cherry tree ပြေးပွဲလေးမှာကျွန်တော်တို့ခက်ခဲကြုံခဲ့ရပြီလို့ကျွန်တော်နောက်ဆုံးတော့ပတ်ဝန်းနိုင်ခဲ့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ် ကဲနောက်ဆုံးတော့ကျွန်တော်36 cherry tree ပြန်ခွင့်မှာကျွန်တော် franchise ကိုရခဲ့ပါပြီ